Hello အားလုံးမင်္ဂလာပါရှင်ဒီနေ့ထမင်းစားရမ်းမိန်နဲ့ဝါရိုးမြင့်ချစ်ချက်လေးကိုချက်ပြပြီးသွားမှာဖြစ်ပါတယ်ရှင်အရန်လွယ်လို့လိုက်ချက်ကြည့်နော်ပထမဆုံးဝယ်လာတဲ့မြစ်လေးတွေကိုတည်တည်နှိမ့်နှုံလေးလုပ်ပြီးတော့ဝချီတော့ရိုးလေးတွေကိုလည်းရေတခြားစီထားပါမယ်ရှင်ကြက်သွန်ဖြူနဲ့ကြက်သွန်တွေကိုလည်းရောပြီးတော့ထောင်းထားပါမယ်ရှင်ဟင်းအနှစ်အတွက်ပါနော်နောက်ပြီးခရမ်းညင်သီးလေးကိုလည်းထိစိတ်လေးတိတ်ထားပါမယ်ရှင်ဂျုံမျိုးလေးပြင်ဆင်ပြီးပြီဆိုလို့ရှိရင်တော့ဟင်းဆက်ချက်လို့ရပါပြီပထမဦးညင်သီးနဲ့ခုနကြက်သွန်ဖြူနဲ့ကြက်သွန်တွေထောင်းထားတာလေးကိုဒဲဦးတွေကိုထည့်ပါမယ်ပြီးရင်စနစ်မုတ်တစ်စုံအယောင်တင်တစ်စုံစားဟင်းညွန့်မုတ်တို့ကိုလိုတလောက်လေးထည့်ပါမယ်ရှင်ကိုအရသာရှိတလောက်လေးထည့်ပါနော်နောက်ပြီးဂျင်းမုတ်လေးကိုလည်း ready made တုပ်လေးနဲ့နည်းနည်းလေးထည့်ပါမယ်ရှင်ပြီးရင်ငပြားရည်လေးထည့်ထားပါမယ်ခုနစီးထားတဲ့ဝတ်သားလေးကိုလည်းထည့်ပြီးတော့ထားပါမယ်ဒါကကြတော့လေလုံးချဲရတဲ့ဟင်းမလို့စီမတပဲထည့်တာပါနော်ပြီးရင်စီလေးထည့်ပါမယ်ရှင်နှစ်စွန်းထည့်ပါတယ်ပြီးရင်ရောမြစ်တီကိုတစ်ခါလေးထည့်လိုက်ပါမယ်ထည့်ပြီးလို့ရှိရင်ရေလုံးဝမထည့်ဘဲနဲ့သူ့အတိုင်းလေးကိုမှအုပ်ထားပါမယ်ရှင်နည်းနည်းလေးအနံလေးမှုလာပြီဆိုလို့ရှိရင်ဖွင့်မယ်ပေါ့နော်ခုလိုလေးရလာပြီဆိုတော့ရှင်အနှစ်လေးနဲ့နှံ့သွားအောင်တမအောင်လို့ညီမတို့မှုရပါတယ်ရှင်သူ့အနှစ်လေးနဲ့သူ့ရတာလေးဝင်သွားပြီဆိုလို့ရှိရင်ရေလေးထည့်ပြီးတော့တစ်ခါအုပ်ထားပါမယ်ရှင်ညီမတို့9မိနစ်10မိနစ်လောက်အုပ်ထားတယ်ဆိုလို့ရှိရင်ဒီလိုမျိုးလေးအနံလေးထွက်လာပြီဆိုလို့ရှိရင်နောက်ထပ်ရေထည့်ပါမယ်ရှင်ဝတ်သားလေးနူဖို့အတွက်ပါနော်ထောက်ပြီးလို့ရှိရင်ဝတ်သားလေးနူပြီဆိုတာနဲ့ဒီအရန်ကိုထမင်းစားမိန်နဲ့ဝရိုးချင်လေးရရှိပါပြီရှင်အရေးလေးကလည်းတောက်လို့အရန်ကောင်းပါတယ်ဗီဒီယိုလေးကိုစုံကြည့်ကြည့်ပြတဲ့ကျေးဇူးများတင်ပါတယ်နောက်ဘလော့ရေးမှာ